လာပါကျွန်တော်ခုမိတ်ဆွေတို့ပြောပြပေးမှာကျွန်တော်ဘေးနေရာရဲနဲ့ကျွန်တော် 2G ဝယ်နေလို့ဖြစ်ပါတယ်မသိသေးဘူးချက်ကြည့်လိုက်ကြအောင်ပါဗျာကျွန်တော်အခုဒီကမှာဆိုရင်ကျွန်တော်ဘေးနေရာရှိပါတယ်ကျွန်တော် 2G ဝယ်ပြမှာဖြစ်ပါတယ်ဗျာ star 124နဲ့ကျွန်တော်စစ်ပြပါမယ် star 124ကျွန်တော်ဒီမှာဘေးက200ရှိပါတယ်ဗျာဘေးချက်200ရှိပါတယ်ကျွန်တော်ဒါကိုကျွန်တော် 2G ရဝယ်ပြမှာဖြစ်ပါတယ် star 966 star 944 set ကျွန်တော်ဒီကောင်လေးကိုဝယ်ပြပါမယ်star 96 star 944ဆက်ကိုနှိပ်ပြီးတော့ကျွန်တော်ဝယ်ပြမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ကြည့်လိုက်မယ်ဗျာဘေးကိုစစ်ကြည့်လိုက်မယ် star 124နဲ့ကျွန်တော်ပြန်စစ်ကြည့်လိုက်မယ်ဒီမှာဆိုကျွန်တော်ဘေးဖြတ်သွားပြီကျွန်တော်ပြောတဲ့ 2G ရလားမရလားကိုတစ်ချက်သွားကြည့်မယ်ဗျာကျွန်တော် message ခွဲတော့သွားကြည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်ဒီမှာdata လက်ဆောင်ဆိုပြီးတော့ကျွန်တော်ရလာပါတယ်2000နဲ့မှ48 MB ရလာပါတယ်ဗျာဒီနီးလန်းလေးတိုင်းကျွန်တော်တို့ဘေးနေရာနဲ့ 2G ဝယ်လို့ရပါတယ်ဝယ်နည်းလေးကတော့ star 966 star 944 set ဖြစ်ပါတယ်ဗျာမိတ်ဆွေတို့ရဲ့ဒီနီးလန်းလေးတိုင်းကျွန်တော်တို့ဘေးနေရာနဲ့ 2G ဝယ်လို့ရပါတယ်ကျွန်တော်ကတော့မိတို့မိတ်ဆွေတို့ကျွန်တော်လက်တွေ့ဝယ်ပြတာဖြစ်ပါတယ်ဝယ်နည်းလေးကတော့ star 966 star 944 set ပါဖြစ်ပါတယ်တခြား packet တွေကတော့ star 1ခွန် sub နှိပ်ပြီးတော့ဘေးထောင်နဲ့လည်းပထမဆုံးဝင်မယ်ဆိုရင် 3G ရပါတယ်ဗျာနောက်တစ်ခုကတော့ကျွန်တော် star 966 star 231 set ဒီကောင်လေးကိုကျွန်တော်နှိပ်ပြီးတော့စစ်ကြည့်လိုက်ပါမယ်ဗျာโอเคကျွန်တော်တို့1ကတ်ကိုစစ်ကြည့်လိုက်မယ်ဒါ966 star 231 set ကျွန်တော်ဘေးနေရာရဲ့နဲ့ 0.6 ဝယ်လို့ရမရကျွန်တော်စစ်ကြည့်လိုက်မယ်ဗျာကျွန်တော် message လေးခဏစောင့်လိုက်အောင်မယ်ဒါ966ဒီမှာဆိုရင်ကျွန်တော်လက်ကျန်ငွေမလုံလောက်ပါတဲ့ဒါဆိုကျွန်တော်လက်ကျန်ငွေမလုံလောက်ပါဆိုရင်တော့ဝယ်လို့ရတယ်ဗျာနောက်တစ်ခါကျွန်တော်စစ်ကြည့်လိုက်အောင်မယ်ကျွန်တော်1ကတော့ဝယ်လို့ရတယ်2ကတ်ကိုကျွန်တော်စစ်ကြည့်လိုက်အောင်မယ်ဗျာတကတ်နဲ့တကတ်တော့တူတော့မတူကျွန်တော်ခွန်သုံးလုံးဆက်ကိုနှိပ်ပြီးတော့လဲကျွန်တော်plan follow ရပါတယ်အပေါ်ဆုံးကကတ်ဒုတိယကတ်ကကျွန်တော်ဝယ်လို့မရဘူးဗျာကျွန်တော်ပထမ1ကတ်ပဲဝယ်လို့ရတယ်ကျွန်တော်တို့ခွန်သုံးလုံးကိုနှိပ်ပြီးတော့plan ဖော်လိုက်ပါမယ်ခွန်သုံးလုံးနှိပ်ပြီးကျွန်တော်2ကတ်ကိုတော့ဖော်ကြည့်လိုက်ပါမယ်ဗျာဒါကတော့ကျွန်တော်တို့ပလန်မပေါ်တော့ဘူးဗျာပလန်ဖြစ်သွားပြီဒီမှာရင်ရက်တော့ကျွန်တော်က 2G ကိုဘေး900နဲ့လည်းဝယ်လို့ရတယ်ဒီနီးလန်းလေးတိုင်းကျွန်တော်တို့ 2G ကိုဘေးနေရာနဲ့ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာ